ဒီနေ့ sharing လုပ်ပေးချင်တာကတော့အိမ်ပြောင်းမဲ့လူတွေအလုပ်ပြောင်းမဲ့လူတွေအတွက်ထောက်ကူဖြစ်မဲ့ကိစ္စလေးတစ်ခုပေါ့နော်ဒါကတော့ကိုဘယ်ဒီအလုပ်တစ်ခုမှာကိုကဒီအိမ်တစ်ခုမှာကိုအလုပ်လုပ်ခဲ့တာ6လပဲဖြစ်ဖြစ်တစ်နှစ်ပဲဖြစ်ဖြစ်မဟုတ်လို့အလုံးစုံပေါ့နော်3လပဲဖြစ်ဖြစ်9နှစ်တမ6နှစ်တမဘယ်သူပဲဖြစ်ပါစေကိုအလုပ်ရှင်နဲ့ကိုကအဆင်ပြေခဲ့တယ်ဆိုလို့ရှိရင်အိမ်ရှင်တွေစီကနေပြီးတော့ဒီ reference letter ဒါမှမဟုတ် recommendation letter လေးကိုတောင်းစီချင်တာပေါ့နော်တချို့ကြောင့်လည်း3လလုပ်ခဲ့တယ်အမကြီးအဲအကြောင်းမလို့ အင်ရှင်ကတော့ပေးမှာမဟုတ်ဘူးလို့ထင်ကြတယ်ဒါပေမဲ့3လလုပ်ခဲ့ပေမဲ့လည်းကိုကစကားမရတာအကြောင်းပဲပြောင်းသွားတယ်ကိုအလုပ်ရှင်နဲ့အဆင်ပြေခဲ့တယ်ဆိုလို့ရှိရင်အလုပ်ရှင်တွေကဒါသူတို့ရေးပေးပါတယ်တကယ်လို့မဟုတ်လို့ရှင်တဲ့ခါကျရင်သူတို့စာမရေးပေးလိုက်ဘူးဆိုပေမဲ့ငါအလုပ်တက်သွားလို့ရှိရင် interview လုပ်တဲ့ခါငါ့ကိုဒီ recommendation လေးပေးလို့ရလားနင့်ကိုဖုန်းပေးပြောလို့ရလားလို့ခွင့်လေးတောင်းထားလိုက်ဆိုလို့ရှိရင်တချို့အလုပ်ရှင်တွေကလုပ်ပေးကြတာပေါ့နော်တကယ်တမ်းကိုလည်းစစိုင်ကောင်းခဲ့တယ်ချိန်လေးကောင်းပြီးတော့လမ်းခွဲခဲ့ကြတယ်ဆိုလို့ရှင်ဒါကတော့သူတို့မဖြစ်မနေလုပ်ပေးပါတယ်ဒါပေမဲ့တခုပဲအမပြောချင်တာတချို့၄-၅နှစ်လုပ်ခဲ့တဲ့လူတွေကလေးနေနဲ့တပ်ပုံတွဲရထားတဲ့ဟာတွေရှိတယ်အိမ်ရှင်တွေနဲ့တပ်ပုံတွဲရထားတဲ့ဟာတွေရှိရပေါ့နော်အဲ့တော့ကိုက interview တဲ့ခါကြလို့ရှိရင်အလုပ်ရှင်အသစ်ကိုဖြစ်ဖြစ်ကိုယ့်ရဲ့ agent ကိုဖြစ်ဖြစ်အမကြီးကျမတို့ကတော့ဒီအရင်တော့ကဘယ်လိုနေခဲ့တာမိသားစုတွေမျိုးဒီမှာဓာတ်ပုံတွေကြည့်ဆိုပြီးတော့အဲ့လိုဓာတ်ပုံတွေအကုန်လုံးပေါ့နော်ကလေးတွေရဲ့ဓာတ်ပုံတွေအလုပ်ရှင်တွေရဲ့ဓာတ်ပုံတွေကိုပို့ပေးတာတွေရှိတယ်အရင်တော့ကဘယ်လိုနေခဲ့တယ်ဆိုတာအဲ့ဒါတွေကိုအမတို့သိပြီးတော့အာမပေးဘူးဘာလို့လဲဆိုတော့ကိုယ့်ရဲ့အလုပ်ရှင်အဟောင်းကတိသွားခဲ့တယ်သူတို့ရဲ့ဓာတ်ပုံတွေအဲ့လိုမျိုးပို့လိုက်တယ်ဟိုပို့ဒီပို့လုပ်ပြီးတော့တိသွားခဲ့တယ်ဆိုရင်လည်းအဆင်မပြေဘူး agent ကိုပို့ရဆိုရင်ခိစ္စမရှိဘူးတကယ်လို့တိုင်းငါခေါ်တဲ့အလုပ်ခေါ်တဲ့ဒိုင်ရက်ခေါ်တဲ့အင်ရှင်တွေငါတို့ကတော့ဒီလိုလုပ်ခဲ့တာဆိုအဲ့ဒီအလုပ်ရှင်တို့သွားပြီးအဲ့လိုအရင်တော့အင်ရှင်ရဲ့ဓာတ်ပုံတွေဒီကလေးတွေရဲ့ဓာတ်ပုံတွေနဲ့ဘယ်လိုနေခဲ့တယ်ဆိုတာလေးကိုပို့လိုက်တယ်ဆိုလို့ရှင်သူတို့အတွေးထဲဝင်သွားမှာငါတို့ရဲ့ privacy ကိုရောသူဒီလိုမျိုးလုပ်မလားပေါ့နော်ငါတို့ရဲ့ဓာတ်ပုံတွေကိုရောငါတို့ဆရာလုပ်ပြီးသွားရင်အဲ့လိုမျိုးတွေယူပြီးတော့တခြားလူတွေကိုပြမလားပို့မလားဆိုတဲ့အားမျိုးအတွေးဝင်သွားပြီးတော့ကိုယ့်အတွက်ကမကောင်းဘူးပေါ့နော်ကိုယ့်အတွက်image မကောင်းလို့ပဲပြောရမှာပေါ့နော်အဲ့တော့တစ်ချက်လေးပြောချင်တာဒီမျိုးဖုန်းနံပါတ် share လုပ်ချင်တယ်ဆိုလို့ရှင်လည်း recommendation ပေးဖို့အတွက်share လုပ်ချင်တယ်ဆို agency ကနေခွင့်တောင်းပါ agency ကိုယ့်ရဲ့အလုပ်ရှင်အဟောင်းစီကနေဒါမှမဟုတ်ရှင်သူတို့ရဲ့တပ်ပုံလေးတွေနဲ့ဒီလိုပြချင်တယ်ဆိုတော့အလုပ်ရှင်အဟောင်းစီကနေခွင့်တောင်းပါအမှတ်တရအနေနဲ့ကိုယ့်အနေနဲ့ကိုသိမ့်တယ်ဆိုတာကတော့ကိစ္စမရှိဘူးဒါပေမဲ့အလုပ်ရှင်အစ်စ်ကိုလိုမျိုးတွေဓာတ်ရိုက်ခေါ်တဲ့ကလေးတွေသွားပြီးတော့မပြမိစီနဲ့ပေါ့နော်ဒါကိုယ့်အတွက်သိပြီးတော့ရုပ်ပြမကောင်းလို့ပဲပြောရမှာပေါ့နော်ချို့ကြောင့်လည်း၄-၅-6နှစ်လောက်ထားတယ်ဒါပေမဲ့အလုပ်ပြောင်းတယ်ဆို၄-၅-6နှစ်လောက်ထားတာပဲငါတို့ရဲ့အလောက်ကတော့မလိုပါဘူးပြဆရာမလိုပါဘူးလို့ထင်လိမ့်မယ်ဒါပေမဲ့ကို့မှာရှိနေတော့ပိုကောင်းတယ်ဒါပေမဲ့6နှစ်လောက်ထားတယ်၄-၅-6နှစ်လောက်ထားဘာလို့ဆက်မလုပ်တာလဲဆိုရင်မိကုန်းတွေကတော့အများနဲ့မိကြတာကြီးပဲအဲ့တော့ဒီဆက်မလုပ်ဖြစ်9နှစ်ဆိုလဲ9နှစ်4နှစ်ဆိုလဲ4နှစ်ဘလောက်ပဲလောက်ထားအမခုနပြောသလိုပဲ3လလောက်ထားတဲ့ကလေးတွေတောင်မှကိုနဲ့အလုပ်ရှင်နဲ့အဆင်ပြေခဲ့တယ်ဆိုလို့ရှိရင်အလုပ်ရှင်စီက recommendation letter လေးကိုရအောင်တောင်းပါအဲ့ဒါနောက်ထပ်အလုပ်ရှာတဲ့အခါမှာအရန်သုံးဝင်ပါတယ်ဒီ reference letter ကစင်ကာပူမှာလုပ်တဲ့ကလေးတွေလည်းမဟုတ်ပါဘူးသူတို့ယူရီးယားတို့ပြီးရင်မလေးရှားMiddle East မှာလုပ်တဲ့ကလေးတွေမြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့ကလေးတွေလည်းမြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့အလုပ်ရှင်တွေစီက reference letter recommendation letter လေးကိုတောင်းလို့ရပါတယ်ဒါကိုယ့်အတွက်တော်တော်လေးအသုံးဝင်ပါတယ်ဘာလို့ဆိုအမားတို့စီလာတဲ့အင်ဒိုနီးရှားတို့ဖိလစ်ပင်းတို့တွေမှာတော့အများဆုံးအနည်းဆုံးတစ်ခုနှစ်ခုကတော့ရှိတယ်မဟုတ်ဘူးဆိုရင်တော့ငါအင်ရှင်ဟောင်းတို့ဖုန်းခေါ်လိုက်ရတယ်ဆိုပြီးတော့သူတို့ကအင်ရှင်တွေကိုခွင့်တောင်းတယ်အင်ရှင်တွေက okay ဖုန်းနံပါတ်ပေးလိုက်ဆိုလို့ရှိရင်ဒါသူတို့အလုပ်ရှင်အတင်းနဲ့ပေါ့နော်ဖုန်းပြောပြီးတော့ဘာကောင်းတယ်ဒီတယောက်ကတော့အားသာချက်တွေလို့ရှိရဲဒီတယောက်ကအားနည်းချက်တွေလို့ရှိတယ်ဆိုတာမျိုးလေးနဲ့သူတို့အလုပ်ရှင်အသစ်ကလည်းသိရတာပေါ့နော်အဲ့တော့တယောက်ငါတို့ ਨੇ အဆင်ပြေမယ်အဆင်မပြေဘူးဆိုတာသူတို့အနေနဲ့လည်းဒါစဉ်းစားလို့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီအမကြီးဘယ်လိုမျိုးသိမ်းရမလဲဆိုတာတချို့တွေကြောင့် email ပို့တယ်တချို့ကျတော့လည်း screenshot ရိုက်ပြီးတော့ဒီ PDF file လေးကို screenshot ရိုက်ပြီးတော့ပေးထားတာမျိုးရှိတယ်ဖုန်းထဲမှာသိမ်းထားတယ်ဒါပေမဲ့ဖုန်းထဲမှာသိမ်းတာထက်ဖုန်းခဏမပြောင်းတဲ့လူမျိုးဆိုကိစ္စမရှိဘူး email နဲ့သိမ်းတယ်ဆိုရင်လည်းကို password ဘာညာမှတ်မိရဆိုရင်ဒီက email လေးကနေပြန်ရှာလို့ရတယ်နောက်ဆုံးမဟုတ် screenshot နဲ့သိမ်းနေဆိုဖုန်းခဏလဲတက်တဲ့ကလေးဆိုသတိထားပါဖုန်းထဲမှာပါသွားလို့မှပြတ်သွားလို့ဆိုလို့ရှင်ဒါနည်းနည်းလေးနှမျောဖို့ကောင်းတယ်ပေါ့နော်အမစီမမြန်မာကလေးမတယောက်ဟိုးတစ်ခေါက်ကလာတာမှာသူဆိုလို့ရှင် plastic တောင်လောင်းထားတယ် print လေးထုတ်ပြီးတော့ plastic လေးလောင်းထားပြီးတော့ file လေးနဲ့သိမ်းထားတယ်အမတို့ပေးတဲ့ချင်းကြောင့်သူတို့တပုံလေးရိုက်ပြီးတော့အမတို့လှမ်းပို့တယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးလေးယူတေးလေးနဲ့သိမ်းထားတာလေးဟိုကလည်းတွေ့ရတာစိတ်တော့ချမ်းသာပါတယ်အော်ငါတို့မြန်မာတွေထဲမှာဒါမျိုးလေးရှိတယ်ဆိုပြီးတော့ပေါ့နော်ဘာလို့တော်တော်များများမြန်မာကလေးတွေကနည်းနည်းလေးအင်ရှီယာမလို့တော့မရေးသူတို့ပြောင်းဆိုလို့ပြောင်းလာတယ်ဆိုပြီးတိုင်းထွက်လာမထွက်လာပါနဲ့ကိုယ့်အတွက်အသုံးဝင်မဲ့ဟာလေးသူတို့စီကတခုအဲ့ဒီ reference letter လေးတခုလောက်တော့တောင်းခဲ့ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်နောက်ဆုံးအိမ်အောင်ပြုလို့မလုံးလို့မအိမ်အောင်ပြုလို့ကလေးယူတော့မလို့ဆိုရင်မြန်မာပြည်ပြန်သွားတယ်ပဲထားအောင်တော့ဒီနောက်ပိုင်းကိုကဒီအလုပ်ကိုပြန်လုပ်ချင်တယ်ဆိုလို့ရှိရင်ငါအဲ့တော့ကတော့လုပ်ထားတယ်ဒီမှာငါမှာ reference letter ရှိတယ်အင်ရှင်ဒီအလုပ်ရှင်ငါ့ကိုတူလေးရေးပေးထားတယ်ဆိုတာမျိုးလေးဆိုကောင်းတယ်ပေါ့နော်ဒါပေမဲ့တချို့တွေကြောင့်အမရဲ့သမီးကအလုံးမလုပ်တော့ဘူးဆိုပေမဲ့အလုံးမလုပ်တော့လဲ
အနည်းဆုံးအမှတ်တရအနေနဲ့တင်ထားလိုက်ပေါ့နော်ကိုရင်တော့အလုပ်ခဲ့တယ်ဒါ reference letter လေးရှိရဆိုတာမျိုးလေးနဲ့မဖြစ်မနေလေးကိုတောင်းထားစေချင်တာခုနကအမပြောသလိုပဲ3လလုပ်6လလုပ်6နှစ်လုပ်ဒါကိုယ့်ရဲ့အလုပ်ရှင်နဲ့ဒီအလုပ်contract ပြေခံလေးမှာအဆင်ပြေလေးနဲ့ဆက်ဆံထားပြီးကောင်းကောင်းမွန်မွန်လေးလမ်းခွဲတာတော့အကောင်းဆုံးပဲတချို့ကြတော့ကောင်းကောင်းမွန်မွန်နဲ့လမ်းခွဲတာအကောင်းဆုံးပဲဆိုပေမဲ့2နှစ်ပြည့်တော့မယ်2နှစ်ပြည့်ကန်ဒီမှာအင်ရှင်တွေကကွာဒီပေါ့အလုပ်ရှင်တွေကတိုးမလားစားချုပ်တိုးမလားမတိုးတော့ဘူးပြောရင်စိတ်ကောက်ကြရတော့ရှိတယ်ဒါပေမဲ့လည်းကိုကလည်းကိုဘယ်လိုခေါ်မလဲအလိမ်မာလေးသုံးပြီးတော့မျက်နှာလေးချွတ်ချွတ်လေးနဲ့ပဲအကောင်းဆုံးတက်နိုင်ဆုံးလေးလုပ်ပြီး तू ကမလို့ဘယ်လိုခေါ်မလဲစားချုပ်မတိုးတော့လို့ဒီအင်ရှင်တွေကစိတ်ကောက်တဲ့ဟာကိုကအပြိုင်တိုင်းမကောင်းနဲ့ကိုဘက်ကနည်းနည်းလေးတက်နိုင်သလောက်ရှော့ပြီးဘာလို့ဆိုကိုကဒါကိုအတွက်သုံးဝင်မဲ့ reference letter လေးကိုလိုချင်တာအဲ့တော့နည်းနည်းလေးတော့သိခံရလိမ့်မယ်เนาะအဲ့ဒါလေးပြီးတော့တချို့အင်ရှင်တွေကျတော့ပြောလိမ့်မယ်ငါတို့ဒီ reference letter လေးကိုမရေးတတ်ဘူးဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင် Google မှာရှာလိုက် reference letter for nanny reference letter for child care or caregiver ဆိုပြီးရှာလိုက်ပြီးဒါမျိုးလေးရေးလို့ရတယ်ဆိုပြီးတော့ကိုယ့်ရဲ့အလုပ်ရှင်ကို sample ပေးလိုက်ပေါ့နော်အမှန်တိုင်းပြောရင်သူတို့လည်းရှာတတ်ပါတယ်တချို့တွေကတော့မလုပ်ပေးချင်တာပဲဖြစ်ဖြစ်ဟိုလည်းအလုပ်များလို့ပြင်းတာမျိုးတွေလည်းရှာမှပြင်းတာတွေလည်းရှိတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့အမတို့ခုရုံးမှာဒီ reference letter မရေးတတ်ဘူးဆိုပြီးတော့အလုပ်ရှင်တွေလာကြတဲ့ဟာတွေရှိတော့အမချလေးတစ်ခုလုပ်ဖို့တော့စဉ်းစားထားတယ်အဲ့တော့ form လေးကိုအမတို့စီကကလေးတွေဖြစ်ဖြစ်အမတို့ရုံးကိုတည်ရကလေးတွေဖြစ်ဖြစ်လှမ်းပြီးတော့တောင်းလို့ရတယ်အဲ့တော့ကိုအလုပ်ရှင်တွေစီကနေငါဒီပေါ်ဟင်းချက်တာကောင်းလားဒီကလေးထိန်းတာကောင်းလားဘယ်ဟာတွေကောင်းတယ်မကောင်းဆိုတာလေးတွေကိုသူတို့ chat box လေးနဲ့ check လုပ်ခိုင်းပြီးတော့အဲ့ဒီ form လေးကိုတင်ထားပြီးကိုနောက်ထပ်အလုပ်ရှင်သွားမယ်အချိန်ကျရင်ဒါကအလုပ်ရှင်အဟောင်းက rating ပေးထားတာဒီဟာလေးကို reference ယူလို့ရတယ်ဆိုပြီးတော့သုံးလို့ရအောင်ပေါ့နော်အဲ့တော့အမအဲ့ဒါလေး ready ဖြစ်ပြီဆိုလို့ရှင်လည်းပြောပါမယ်အမရုံးမှာအမရုံးတည်ရကလေးတွေကတော့ရုံးကနေပြီးတော့လှမ်းပြီးတော့တောင်းလို့ရပါတယ်